နတ်တွေကိုတနာတယ်တနာတဲ့အတွက်နတ်ပြည်ဆွမ်းခံကြွဟုတ်ပလားဟဲ့ဘာလို့လူပြည်မှာယဟန်တန်ဃာတွေများစွာရှိတော့လူပြည်မှာဆွမ်းတကဆွမ်းမတွေဆွမ်းလောင်းခွင့်မရှိဘူးလားနေ့စဉ်နဲ့မြဆွမ်းလောင်းလို့မရဘူးလားအေးဆွမ်းလောင်းလို့လည်းရတယ်အလူပေးလို့လည်းရတယ်သီလဆောက်တည်လို့လည်းအဲ့တော့နတ်ပြည်မှာဒါတွေမရဘူးမရတော့တနာလို့တချို့နတ်တွေကဆွမ်းတစုံတယောက်မှလောင်းပြီးတော့နတ်ပြည်ရောက်သွားကုသိုလ်လေးနည်းနည်းရောက်တော့ခဏနေပြန်ကြမယ်ဟာတွေရှိတော့ရှင်မမောက္ကလန်ကတနာလို့နတ်ပြည်တဲပြီးဆွမ်းခံကြွအဲ့ဒီမှာ12ယူဇနာကျဲတဲ့ဗိမာန်ဘလောက်12ယူဇနာဆိုတော့တယူဇနာကို73မိုင်12မိုင်နဲ့ပဲတွက်ပါ12လီတော်လိုက်တာသာဓုမြန်မာနိုင်ငံရဲ့ပညာရေးဘယ်လောက်တိုးတက်နေတယ်ဆိုတာဒါအဖြေတွေပေါ့ကွယ်144မိုင်ကျဲတဲ့ဗိမာန်ကြီးဟုတ်ပြီနော်မြေကွက်မဟုတ်ဘူးဗာလဲဗိမာန်အဲ့တော့အဲ့ဒီဗိမာန်ကြီးနဲ့အမတော်ကြီးကျယ်တဲ့သူ့ဗိမာန်ကတိုင်တွေကဗရမ ्या နဲ့တိဆောက်ထားတယ်တဲ့ဟုတ်ပြီနော်ပြတ်သားကရွှေပြတ်သားဘေးမှာအယံပြတ်သားပေါင်း900ဘယ်လောက်လဲအယံပြတ်သားအယံအဆောက်အုံလေးတွေဘင်္ဂလိုလေးတွေကဘယ်လောက်တော့900ဆိုတော့ကြီးကျယ်တဲ့နတ်စည်းစိမ်ကြီးကိုခံစားနေတဲ့နတ်သားတစ်ပါးရှင်မမောက္ကလန်ကိုရောမြတ်ကြီးဆွမ်းခံကြတော့ထွက်ပြီးတော့ဆွမ်းလောင်းနတ်သားကိုယ်တိုင်ထွက်ပြီးဆွမ်းလောင်းတော့နတ်သားကြီးတော့လည်းအမတန်ကြီးကျယ်ခမ်းနားတဲ့အယောင်ဝါတွေတောက်ပပြီးတော့ဆန်းကျယ်တဲ့အယောင်အစင်းတွေနဲ့နတ်ပန်းတွေပန်းနောက်ကအချွေရန်သင်းပင်းတွေကလည်းတခါတည်းဖြောပြင်းမဲ့နတ်သမီး1000နတ်သမီးဘယ်လောက်1000ရဲ့အချံရံနဲ့အတူတင့်တယ်ခမ်းနားစွာဆွန်းထွက်လောင်းတော့ရှင်မမောက္ကလန်ကိုရောမြတ်ကြီးကမေးတယ်နတ်သားတဲ့တင့်ဗိမာန်ကြီးကလည်းကြီးကျယ်လိုက်တာ10ယူဇနာအကျယ်ဝန်းနဲ့ပြတ်သက်ဆောင်ပေါင်း900ဝန်းရံပြီးတော့ဗရမ ्या တိုင်းဗရမ ्या ပြတ်သက်ရွှေပြတ်သက်ရွှေကြီးတို့ဇာကြီးတို့တွေနဲ့အလွန်ခန့်နာထေဝါလာပြီးတကလားပတ်ဝန်းကျင်မှာလည်းရေတကွန်တွေသစ်ပင်တွေတောတောင်တွေပန်းမှန်တွေနဲ့အလွန်ตาယာနာပြောပွဲကောင်းတဲ့ဒီဗိမာန်ကြီးကိုသင်ရထားတာဘယ်ကောင်းမှုကြောင့်လဲမိတယ်ဟုတ်ပလားဟဲ့အလွန်ကြီးကျယ်တဲ့စည်းစိမ်မရှိဘူးလားအဲ့တော့နောက်ကချွေရန်သင်းပင်ကလည်းအပြည့်အစုံဗိမာန်ကြီးကလည်း12ယူဇနာကျယ်ပြီးတော့ပြတ်သက်ဆောင်ပေါင်း900ဝန်းရံပြီးတော့ဘေးမှာလည်းပန်းဥယျာဉ်တွေသစ်ပင်တောတောင်တွေနဲ့အလွန်စိတ်ဆန်းဒီကြာအိုင်နေကြာပန်းတွေအပြည့်အစုံနဲ့အလွန်တင့်တယ်တဲ့ဗိမာန်ပိုင်ရှင်ဖြစ်နေတဲ့ဟောဒီနတ်သားကိုရှင်မမောက္ကလန်ကသင်ပဲကုသိုလ်တွေလုပ်ခဲ့လို့ဘလောက်များတဲ့ကုသိုလ်တွေလုပ်ခဲ့လို့သင်ဟာဒီလိုစည်းစိမ်တွေရတာလေလို့ရှင်မမောက္ကလန်မေးတော့နတ်သားကမမဗျာတဲ့တပည့်တော်ပြောရမှာတောင်းအားငယ်ပါတယ်ဗျာတဲ့တပည့်တော်လုပ်ခဲ့တဲ့ကုသိုလ်ကဘာမှမပြောပလောက်ပါဘူးဟုတ်ပလားဟဲ့ပါတယ်သူကုသိုလ်ကိုတခါတည်းကြွားဝါတခါတည်းဂုံကျူစွာပြောတာလားအားငယ်စွာပြောတာတပည့်တော်ဒီလောက်ကြီးကျယ်တဲ့စည်းစိမ်ကြီးတွေရထားနိုင်ပေမဲ့လုပ်ခဲ့တဲ့ကုသိုလ်လေးကအနှဲငယ်လောက်ကလေးလုပ်ခဲ့တာပါတဲ့တပည့်တော်ဘာမှမပြောပလောက်ပါဘူးဆိုတော့ကဲဒါဖြင့်အဲ့ဒီမပြောပလောက်တဲ့ကုသိုလ်ကိုပဲပြောစမ်းပါဦးငါတို့ဗျာသိရအောင်လူတွေကိုပြန်ပြောနိုင်အောင်မှန်ပါဗျာတဲ့တပည့်တော်လည်းအဲ့ဒီအကျိုးငါအရှင်ဘုရားကိုထွက်ပြီးဆွမ်းလောင်းပြီးတော့တပည့်တော်ပြုခဲ့တဲ့ကုသိုလ်လေးကိုအရှင်ဘုရားလူပြည်ကလူတွေသိအောင်ပြန်ပြောပေးပါဗျာတဲ့ကုသိုလ်နည်းနည်းလေးပြုပေမဲ့လည်းဒီနည်းနည်းလေးကိုမထေမဲ့မြင်မပြုပါနဲ့ကြီးကျယ်တဲ့စည်းစိမ်တွေရနိုင်တယ်ဆိုတာလူသားတွေသိကျင်လို့ဟုတ်လားအဲ့ဒီအသိပေးကျင်လို့တပည့်တော်လည်းရှင်ဘုရားကိုစောင့်ပြီးတော့အခုဆွမ်းလောင်းရတာဘုရားဆိုတော့ကဲပြောစမ်းသင်ဘယ်လိုကုသိုလ်လုပ်ခဲ့တော့မမဘုရားတဲ့တပည့်တော်ဟောဒီဂေါရမဘုရားရှင်မပွင့်ခင်အရင်ကအနှစ်2000တန်းမှာကတ္တဗဘုရားရှင်ကိုတော်မြတ်ကြီးပွင့်ခဲ့တယ်ဘယ်ဘုရားအနှစ်ဘယ်လောက်တန်း2000ဘုရားတဆူပွင့်တဲ့ထုံးစံကကြီးဟ
ဟောဒီကဘာကြီးစတီကာစမှာတတ္တဝါတွေလူတွေနေလို့ရပြီဆိုတဲ့အချိန်ကြတော့လူသက်တမ်းဟာအသင်္ချေတန်းဘယ်လောက်အသင်္ချေဆိုတာတသင်္ချေမှာတစ်နောက်က3ညအလုံးပေါင်း140ရှိတယ်မှတ်တာဟုတ်ပြီနော်ကျောင်းတက်ခဲ့ဘူးတဲ့လူတွေဆိုရင်သိတယ်10 to the power 140ဒါဆိုသိမယ်ပေါ့နော်အယက်သားတွေတော့ဘယ်သိမလဲဟိုကလေးတွေကလည်းကြည်နေတယ်ပါလေ10 to the power နော်အဲ့တော့ကျောင်းရောက်မှပြန်မေးတစ်နောက်က3ညအလုံးပေါင်းဘယ်လောက်ရှိ140အဲ့လူသက်တမ်းဟာအဲ့လောက်ရှိတယ်အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းလူတွေဟာအကျင့်ပြက်လာတော့အနှစ်100မှာတစ်နှစ်ဆုတ်လာလိုက်တာဟုတ်ပြီနော်အဲ့ဒါဆုတ်ကအခုဦးဇင်းတို့တော်ကောင်းတို့လူဖြစ်နေတာအသက်ဘယ်လောက်တန်း100လို့ဆို냐တော့လည်းပဲ85နှစ်တန်းပဲရှိတော့တယ်ဟုတ်ပြီနော်ကဲထားပါတော့အဲ့တော့အသက်100တန်းမှာတို့ဘုရားရှင်ကိုတော်မြတ်ကြီးမပွင့်ဘူးလားပွင့်တယ်အဲ့တော့အခုကဘာကြီးမှာအဲ့ဒီလိုအသင်္ချေရတန်းကနေဆုတ်ဘယ်ထိဆုတ်တုံးဆို10နှစ်တန်းထိဆုတ်ဘယ်ထိဆုတ်တယ်10နှစ်တန်းတစ်နှစ်ဆိုရင်လူကြီးဖြစ်ပြီ2နှစ်ဆိုရင်အိမ်အောင်ကြပြီ3နှစ်ဆိုရင်ကလေး50ယောက်ရပြီ5နှစ်6နှစ်ဆိုအိုပြီ10နှစ်ဆိုသေးပြီဟုတ်ပြီနော်အခုခွေးတွေရဲ့အသက်တူပေါ့ဟုတ်ပလားလူအသက်ကခွေးသက်လောက်ပဲရှိတော့တယ်တဖြည်းဖြည်းဆုတ်သွားမှာနော်အဲ့ဒီ10နှစ်တန်းကနေမှလူတွေဟာကိုကျင့်တရားတွေပြက်ပြားလာလို့10နှစ်ရောက်သွားတဲ့အခါတရားမင်းကြီးကတခါတည်းခွေးနဲ့ကြီးဆွဲပြီးတော့ကြွေးကြော်တော့အဲ့တော့ခွေးစားခံရမယ့်အဆင့်မျိုးဆိုတော့ခွေးတစ်လုတ်စားလောက်ပဲရှိလူတွေကရှိတော့တယ်လို့ပြောရမှာပေါ့ကွယ်နော်အဲ့တော့ခွေးနဲ့ကြီးဆွဲပြီးတော့လာတဲ့အခါလူတွေကိုကိုကျင့်တရားမစောင့်ထိန်ရင်အကုန်စားပြစ်မယ်ဆိုတော့မှကြောက်လန့်ပြီးတော့၅ပါးသီလစောင့်ထိန်တော့၅ပါးသီလလုံခြုံတဲ့မိဘတွေကမွေးဖွားလာတော့ငါ10နှစ်တန်းကမွေးတော့အသက်20အသက်ရှိတယ်ဟုတ်ပြီနော်အခုအားလုံးအသက်တွေတိုယောဂါတွေများလာတာဘာပြက်လို့သီလပြက်လို့တရားပြက်လို့ဟုတ်ပလားသီလလုံခြုံတဲ့မိဘ၅ပါးသီလစောင့်ထိန်တဲ့မိဘ2ပါးကပေါက်ဖွားလာတော့တဲ့10နှစ်တန်းကမွေးတော့အနှစ်20ဖြစ်တယ်အနှစ်20တန်းကမွေးတော့အနှစ်40ဖြစ်တယ်ဒီလိုပြန်တက်တာဘယ်ထိတက်လဲဆိုအသင်္ချေထိပြန်တက်တယ်အဲ့ဒါကိုအာယုကတကတ်လို့ခေါ်တယ်ဘာလဲအဲ့လိုကတ်မျိုး64ကတ်ကဘာတီးတယ်ဟုတ်ပလားကဘာတီးပြီးရင်ကဘာပြက်တော့လဲ64ကတ်ကြာတယ်ပြက်ပြီးတော့အမုံမွားတွေလေထဲမှာဝဲနေတာက64ကတ်ကြာတယ်တခါကဘာပြန်တီဆောက်တာ64ကတ်ကြာတယ်64ကတ်4လီကိုတကဘာလို့ခေါ်တယ်ဟုတ်ပလားအခုတို့ဖယားကတို့ဘာသာကဘာမှာဖယားပွင့်လာတာကအာယုကအသင်္ချေရတာ10နှစ်ကနေအသင်္ချေရအဲ့လိုအပြန်10ပြန်မှာဖယားစပွင့်ဟုတ်ပြီနော်10ပြန်မှာဖယားတစု9ပြန်မှာဖယားတစု10ပြန်မှာဖယားတစု17ပြန်မှာဖယားတစုဖယားဘယ်နှစုပွင့်ပြီရှင်းတယ်နော်အဲ့တော့အခုအာယုက17ကဆိုတော့10ကမြောက်မှာပွင့်တဲ့ကသဗ္ဗဘုရားရှင်ကိုရောမြတ်ကြီးဟာအသင်္ချေရတန်းကစုပ်ပြီးတော့အနှစ်ဘလောက်တန်းမှာပွင့်2000ပြန်ပြောအဲ့တော့ဘုရားရှင်တို့မြည်ဒီမှာတက်ကတ်မှာဘယ်တော့မှမပွင့်ဘူးစုပ်ကတ်မှာပဲပွင့်ဟုတ်ပလားနောက်ပွင့်မဲ့မေတ္တရဘုရားကအနှစ်3သိန်းတန်းမှာပွင့်လိုက်မယ်ဘယ်လောက်မှာပွင့်မယ်ဘုရားရှင်တို့ဟာအနှစ်3သိန်းတန်းနဲ့အောက်က100တန်းရဲ့ဂျားထဲမှာပဲပွင့်3သိန်းတန်းနဲ့ကြော်ပြီးတော့လေမပွင့်နိုင်သလို100တန်းအောက်လဲရှင်းသလား3သိန်းတန်းကြော်ရင်လဲလူတွေရဲ့အသက်ကသိပ်ရှည်လွန်းတဲ့အတွက်အနိစ္စဒုက္ခအနတ္တဟောလို့မရဘူးသဘောပါသလား100တန်းအောက်ရောက်သွားပြီတော့ဆိုတော့လေကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်စွာမရှိကြတော့တဲ့အတွက်တရားဟောလို့မရဘူးကြည်ရပြီလားအခုခင်ဗျားတို့ကိုယ်စိတ်ကိုထိမ့်နိုင်စွာရှိသေးလားရှိသေးရင်ဒါဘဝတူဘဝမြန်ဒီထက်နောက်ကျသွားရင်ရှင်းမလားအဲ့တော့အချိန်မီလေးလူဖြစ်တာကုသိုလ်တရားကြိုးစားဖို့တင့်မသိကဲကြည့်ဒီနတ်သားပြောတော့မယ်အရှင်ဘုရားတဲ့ကသဗ္ဗဘုရားရှင်ကိုတော်မြတ်ကြီးအနှစ်2000တန်းမှာပွင့်ပြီးတော့ပြိဋိဘံစံနေတဲ့ပြိဋိဘံစံသွားတော့ကသဗ္ဗဘုရားရှင်ရဲ့ဓာတ်တော်ဓာတုစေတီဟောလာပြီပါတယ်လေအဲ့တော့စေတီမှာဓာတုစေတီရှိတယ်ဓမ္မစေတီရှိတယ်ပရိဘောဂစေတီစေတီဘယ်နှမျိုးကျင်တတ်တယ်နော်